ကျွန်တော်25ရက်နေ့မနေ့ကပေါ့နော်ထိုင်းနိုင်ငံပရာဂျင်ပူမြို့မှာနေထိုင်တဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအချင်းချင်းပေါ့နော်ဒါဓာတ်ထုတ်မှုဖြစ်ကြတယ်ဗျပွဲစားကိုစာအုပ်စာတမ်းရမဲ့သူတွေကဒါခြေလွန်လက်လွန်ဖြစ်သွားတာဗျကဲဒီဗီဒီယိုလေးရှိတယ်ပြီးတဲ့နောက်မှာဘယ်လိုအကြောင်းဖြစ်တာလဲဆိုတာကိုကျွန်တော်ပြန်ပြောပြမယ်ဗျနော်မျက်နှာမြင်တော့ပုံမှန်ရရဒီရက်တော့နော်ဒီဘက်ကအဖြူနဲ့အပြာကတော့ဒါစာရွက်စာတမ်းရမဲ့သူတွေဗျဒီကြီးလိုက်လို့มาดูว่าเท่าไหร่ไปเราคู่เอาปักเอาไก่นะคู่กลางว่าจี้ဒီကောင်လေးရှင်းကြည့်แล้วก็ดูเลยว่าไอ้ที่ถ่ายอยู่เซล่ะเนี่ยเจ้าไข่ได้มากินโอ้อะไรกูเพิ่งพ้องแค่เลยป่ะดูงานมือถือดูขอโทษด้วยอันนี้คืออันนี้ตายดูว่าอะไรเนี่ยโอ้ไอ้หมาคุณยังมีชาลูสุดตัวโอ้คิดจริงๆมีเรามีได้ดีเลยว่ะคิดจริงๆกะลาแหละกูลงที่จุดน่ะเขาอีจิด้วยล่ะโอ้เอ้ยเนี่ยมันมีอะไรဟိုဘက်ကလူတွေကတော့ဒါအုပ်စုဖွဲ့တောင်းနေဗျာနော်အဲ့ဒါပွဲစားတွေဗျအကိုငယ်ဟာဒါပါမန်းတည်ရတော့နဲ့ကိုအခုလို့ဆိုกูငါတိတက်တာလူအများရှိမယ်ဆိုတော့အဲ့လိုမခံရဘူးဟုတ်လောက်တော့အုံလို့ရတယ်ဆိုဒါပွဲစားတွေဘက်ကစဖြဲတာဗျာနော်လူမိုက်လာလောက်တာလားဘာလားနဲ့အခုအပြန်နဲ့ကောင်အေးရကောင်လို့ရတာရဲနေရဲ့ရှင်ကိုလောက်ရတော့ခံနိုင်တယ်ဒီလိုကိုလောက်တမလောက်တယ်ဆိုမျက်နှာတွေဒီကအေးကိုထုတ်တယ်แล้วก็พูดอะไรมาဟုတ်ကြည့်တယ်မလိုက်မိမနော်ဟိုပွဲစားစီမှာအဲ့ဝဝတုတ်နဲ့ပွဲစားစီမှာဂျိုင်းကြားမှာလဲဒလက်နဲ့တခုရှိတယ်ဗျာနော်ရှေရှေမြော့မြော့နဲ့ဒါဓာတ်နဲ့ထင်တယ်ဗျခြုံတက်တဲ့အရာတစ်ခုခုပဲဒါပွဲစားတွေဘက်ကဒါရန်စကားစပြောတာဗျာနော်ဒါဟိုဘက်ကတဖွဲကတော့တောင်းပန်ပါတယ်နော်ဒီလိုမျိုးမဟုတ်ဘူးဆိုပြီးတော့သူတို့သေချာချာပြန်ရှင်းပြပေးသေးတယ်ဒါပွဲစားတွေဘက်ကတော့အုပ်စုဖွဲ့ကြီးနဲ့နော်ဝိုင်းပြီးတော့လူမိုက်စကားပြောတဲ့ပုံစံမျိုးရှိတယ်ဗျလူအများကြီးရှိရတာအေးဆိုဒီတဲ့အခွဲတောင်းလိုက်လေအဲ့လောက်ခံမှာမဟုတ်ဘူးထုတ်လို့ကြာတော့ထုတ်ဘယ်လိုထဲနေလဲဆိုတော့အမဟိုသူရှမ်းကိုဖုံးထိုးနေတဲ့အချိန်အော်ဟိုတော့ဘယ်လိုလဲဟိုအမသူရတယ်တက်လာဒီကောင်ဓာတ်ထုတ်လိုက်ပြီဟောကိုမေကဲစပြီဗျကိုမေတွန်းလိုက်တာဟိုဝိတ်မထင်းနိုင်လို့လဲသွားတာဟိုလဲပေါ်လဲဖြစ်ထူတာဟုတ်တယ်ငါအမထက်လာပြီးတော့ရိုက်ပြီဒီလိုပါလေငါရိုက်တာရအောင်ထိုးတာနေစေးကအပြာကနေစေးကိုပါထိုးမှာ
ပြောမဆိုသူခန္ဓာကိုယ်ကိုယ်မထိန်နိုင်မဲနဲ့နောက်ပြန်လဲသွားတာလဲသွား ကဲဒါလေးကတော့ထိုင်းနိုင်ငံမှာကျွန်တော်မြန်မာနိုင်ငံသားအချင်းချင်းပွဲစားနဲ့စာရွက်စာတမ်းရမဲ့သူတွေဒါဖြစ်သွားတဲ့ကိစ္စပဲဖြစ်ပါတယ်ဗျာနော်ပွဲစားလုပ်တဲ့သူကတော့အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတော့ဒါဆုံးသွားတာပဲဖြစ်ပါတယ်ဗျပထမ CCTV ကြည့်ရတဲ့လောက်တော့ဒီပွဲစားတွေအုပ်စုကဒါအုပ်စုဖွဲ့နေပေါ့ဗျာနော်သူတို့ကဟိအောင်နေမေးပါဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကလူမိုက်တွေလားမင်းတို့မှာဓားပါလားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဒါပြောသေးတာဗျာနော်ပြီးတော့ဆဲဆိုပြီးတော့ဒီကောင်တွေကိုတတ်မဲ့ပါမယ်တော့ဒါချင်းချောက်သေးတာဗျဒီပွဲစားတွေအဖွဲ့ကဟိုဘက်ကတော့ AACC ပဲရှင်းပြနေသေးတယ်ဗျနော်ဒါနောက်ဆုံးမရတော့တဲ့အစုံသူတို့ထဲကလူတယောက်ကိုဒါထိုးမဲ့လို့ရည်ရွယ်မှဟိုကဓာထုတ်ပြီးတော့လိုက်ထိုးတာဗျကြည်ရတဲ့လို့ဆိုရင်တခြားနိုင်ငံမှာသွားနေတဲ့ကျွန်တော်မြန်မာနိုင်ငံသားပွဲစားတချို့ကနော်နာမည်လေးနည်းနည်းရလာပြီးဆိုရင်အုပ်စုပွဲပြီးတော့မိုက်ကြီးခွဲတဲ့လောက်ရက်တွေကလည်းဒါခဏခဏကိုတွေ့နေရတယ်ဗျဒီဖြစ်စဉ်ထဲမှာဖြစ်သွားတဲ့အချင်းချုပ်လေးကိုကျွန်တော်ပြောပြမယ်ဗျနော်ဒီဖြစ်စဉ်ထဲမှာပါတဲ့သူကဇေထူးအောင်စောနာလူဝဝပေါ့ဗျာနော်အဲ့ဒီလူကအသက်40ရှိရတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့ passport စာရွက်စာတမ်းတွေကိုပြုလုပ်ပေးတဲ့သူတွေဗျာအဲ့25ရက်နေ့ညနေကပွဲစားစီကိုဆိုင်က2စီးနဲ့မြန်မာ9ဦးကလာကြတယ်တဲ့အဲ့ဒီထဲမှာဇော်ဝင်းထေးဆိုတဲ့သူကဗီဇာတက်တန်းကုန်တော့မယ်ပေါ့ဗျာနော်သူလုပ်ထားတဲ့စာရွက်စာတမ်းရပြီလားဆိုပြီးတော့လာမေးတာဗျဇော်ဝင်းထေးကအနောက်မှာမတက်အေးအေးဆေးဆေးရက်နေပြီးတော့သူတငယ်ချင်းဖြစ်သူအင်ကြီးအဖြူနဲ့သူကပွဲစားကိုစာရွက်စာတမ်းရပြီလားလို့မေးတာဗျပွဲစားဘက်ကလည်းလူ4-5ယောက်လောက်ကပေါ့နော်ဇော်ဝင်းထေးတို့အဖွဲကိုလက်ညှိုးတွေထိုးပြီးတော့ဒါစိန်ခေါ်တဲ့သဘောမျိုးနဲ့စာရွက်မရသေးတော့ဘာလို့ချင်းလဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မိုက်ကြီးခွဲတာပေါ့ဗျာနော်အတန်ကတော့တိတ်မကြည်မလင်လို့တေချာတော့မကြားရဘူးဗျဒီထဲမှာအင်ကြီးအဖြူနဲ့သူကတော့အလုံးကြားမဲ့လို့ထင်တယ်ဗျနော်ပြေလေချောင်းတောင်းမှန်အတန်တွေကိုလည်းကြားနေရတယ်အဲ့ဒီပွဲစားရဲ့လက်မှာလည်းနော်ရှေးမျောမျောအရာကြီးကိုညှက်ထားတယ်ဗျတစ်ဖက်ကလည်းဖုံးကင်ထားတယ်အဲ့ဒီအရာကြီးကခြုံထက်တဲ့အရာကြီးဖြစ်လောက်မယ်လို့တော့ထင်တယ်တိတိကျကျတော့ကွက်ပြမတွေ့ရဘူးဗျအဲ့ဒီပွဲစားတွေကလူတယောက်ကပေါ့နော်ဇော်ဝင်းထေးတို့အုပ်စုကိုထိုးမလို့လုံနေတဲ့အချိန်မှာအဲ့ဒီဇော်ဝင်းထေးကဓာတ်ထုတ်ပြီးတော့ဒါလိုက်ထိုးတာပဲဖြစ်ပါတယ်ဗျာနော်ပွဲစားအုပ်စုတွေထွက်ပြေးပြီးတော့ဇေထူးအောင်ကပေါ့နော်နောက်ဆုတ်ပြေးနေနောက်ဆုံးမှသူ့ရဲ့ခန္ဓာကိုယ်ကိုမနိုင်တော့ဘဲနဲ့ခြေခောက်လဲကြရာကနေအဲ့ဒီမှာဟိုဘက်ကသူ့ကိုဓာတ်နဲ့ထိုးသွားခြင်းဖြစ်ပါတယ်ရင်ဘက်မှာ2ချက်ဘိုင်းမှာ4ချက်ထိုးခံရတယ်လို့သိရတယ်ဗျာနော်အဲ့ဒီလူကတော့အဲ့ဒီနေရာမှာနေပွဲချင်းပြီးဆုံးသွားတယ်လို့သိရတယ်ဗျနောက်တဦးကတော့စောနေထူးလို့သိရတယ်ဗျအဲ့ဒီတယောက်ကတော့ကြောမှာဒဏ်ရာတော့ရသွားတယ်ဒါပေမဲ့အသက်အန္တရာယ်ရှိလောက်တဲ့အနေအထားမဖြစ်ဘူးလို့သိရတယ်ကဲဖြစ်စဉ်လေးကတော့ဒီလောက်ပါပဲဗျာနော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတခြားနိုင်ငံမှာအလုပ်သွားလုပ်နေတဲ့အချိန်မှာကုလူမျိုးအချင်းချင်းကုညီရိုင်းပင်းဖို့တော့လိုအပ်တယ်ဗျာနော်ဒီလိုမျိုးမိုက်ကြီးခွဲတာတို့အုပ်စုဖွဲ့ပြီးမိုက်ရိုင်းတာတို့တော့မလုပ်သင့်ဘူးလို့ထင်ပါတယ်ဗျာကဲအခုလိုလှုပ်လိုက်တော့တစ်ဖက်နဲ့တစ်ဖက်တော့မဖြစ်သင့်တာတွေဖြစ်ကုန်ကြပြီဗျာအခုတော့ထိုးလိုက်တဲ့သူကဒါထောင်ကြတော့မယ်ထိုးမိတဲ့သူကတော့ဒါတစ်သက်လုံးဘဝနဲ့ရင်းပြီးတော့ဒါခံစားသွားရတာပေါ့ဗျာနော်ဒီနေ့ကျွန်တော်တငယ်ချင်းတွေလည်းဒီကိစ္စမှာเนาะဘာများပြောချင်းသေးလဲဗျတငယ်ချင်းတို့ပြောချင်းတာလေးရှိတယ်ဆိုရင်လည်းကျွန်တော်အောက်မှာ comment လေးနဲ့ရေးပေးခဲ့လို့ရပါတယ်ဗျာเนาะဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာ